Premier League ပထမဆုံးပတ်ပြီးဆုံးသွားတဲ့အချိန်မှာကျွန်တော် Chelsea အသင်းကလူပြောများတယ်ဖြစ်လာတယ်အားလုံးကဝိုင်းပြီးတော့ hype လာကြတယ်ကိုပါမာ Morgan Rogers ဂျောက်ပတ်ဒရိုဒီ၃ယောက်ရဲ့အတွဲဖက်က Premier League တိုက်စစ်တွေထဲမှာအကောင်းဆုံးအတွဲဖက်တစ်ခုဖြစ်လာတယ်ဆိုပြီးတော့ wide hype ကြတယ်ဒါတွေအားလုံးကတကယ်လည်းအမှန်တကယ်ဖြစ်ပါတယ်တကယ်လည်းမိုက်ပါတယ်ဒါပေမဲ့တွေးစရာတခုရှိတယ်ဒါကဘာလဲဆိုတော့ကျွန်တော် Chelsea အသင်းကအမြဲတမ်းတိုက်စစ်ကောင်းခဲ့တဲ့အသင်းတစ်သင်းဖြစ်ပါတယ်ဒါခံစစ်ကတော့ blind ပေါက်နဲ့ဖားကောက်ခဲ့ရတဲ့နေ့ရက်တွေမနှဲပါဘူးဒါတော့ခံစစ်နဲ့ပတ်သက်ပြီးကျွန်တော်ပြောမှရပါမယ်ဒီကိုအားလုံးပဲမင်္ဂလာပါ Sport ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာခုနလည်းပြောသွားတဲ့အတိုင်းပေါ့နော်ကျွန်တော် Chelsea အသင်းခံစစ်ကတကယ်ပဲ Premier League တိုက်တယ်ကိုစိန်ခေါ်နိုင်သွမ်းရတဲ့အထိကျွန်တော် Chelsea အသင်းကိုတွန်းတင်ပေးသွားမှာလားပထမဆုံးပွဲဥအတွက် Fulham နဲ့ပွဲမှာကစားသွားတဲ့ Josh အရှင်ပေါအောင်ကြည့်မယ်ဆိုရင်လူငယ်ကစားသမား PP အရန်မောင်းရှိတယ်ရုံးအားတစ်ခုရှိတယ်ဒါပေမဲ့ man marking ဘိုင်းမှာတော်တော်လေးသွားပြီးတော့လိုအပ်နေသေးအောင်တွေ့ရတယ်မဆန်လောက်ခွားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှေ့မှာလည်းဗီဒီယိုတစ်ပုတ်လုပ်ပြီးတော့ပြောခဲ့တယ်သူကကောင်းတယ်ဝါရင်တယ်တဘာတန်တယ်ဒီအတွက်ကျွန်တော်တို့ Chelsea နောက်တန်းကိုပေါ့နော်နည်းနည်းလေးထိန်းချောင်းပေးသွားနိုင်မယ့်အနေအထားတစ်ခုမှရှိတယ်နောက်ထပ်တယောက်နေတော့ Levi ကိုဝဲပေါ့နော် Levi ကိုဝဲနဲ့လောက်ခွားကြတဲ့ဆက်ဆံရေးလေးကတစ်ခုကောင်းမွန်တာရှိတယ်တယောက်နဲ့တယောက်အမားလေးကိုကာဗာလုပ်ပေးသွားတာရှိတယ်အတွဲညီလာတာကိုမြင်ရတယ်ဒီတော့ဒီခံစစ်နဲ့ပတ်သက်ပြီးပြောစရာအများကြီးမရှိဘူးဆိုမှအောင်မှကျွန်တော် Chelsea အသင်းကဂိုး2ဂိုးတော့ပေးလိုက်ရသေးတယ်။ကွင်းလက်မှာတစ်ချက်ပြန်ပြီးတော့ကြည့်ကြမယ်။ကွင်းလက်မှာဆိုရင် Enzo Fernandez ပေါ့နော်။ Enzo Fernandez အနေနဲ့ကဗျာဒီကစားသမားတကပြောင်းကျင်တာလားအေဂျင့်ကပဲအဖိအားပေးနေရလားဒါမျိုးတွေဖြစ်လာတယ်။ကွင်းလက်မှာနည်းနည်းကမောက်ကမဖြစ်လာနိုင်တဲ့အရာတွေရှိနေတယ်။ Enzo ရဲ့ခြေသွမ်းကိုကျွန်တော်တို့ကကြိုက်တယ်။ဒါပေမဲ့လက်ရှိအနေထားရ Enzo စီကနေအများကြီးမျှော်လင့်လို့မရတဲ့အနေထားတွေရှိတယ်။နောက်ထပ်အနေနဲ့ဒီ Fulham နဲ့ပွဲမှာ defensive midfielder ကစားသွားတဲ့ Reece James နဲ့ Lavia အကြောင်းလေးတစ်ချက်သွားပြီးတော့ပြောကြမယ်။ Reece James နဲ့ Lavia ဆိုတာကဒီအသက်အရွယ်ကြီးရဲ့ကစားသမားနဲ့အသက်ငယ်ငယ်ကစားသမားနှစ်ယောက်တွဲထားတာဖြစ်တယ်။ဒါတော့ Lavia ရဲ့အမားတွေကို Reece James ကကာဗာလုပ်ပေးနိုင်တယ်။ဒါပေမဲ့ Reece James မှာသွားပြီးတော့ tactical foul လေးတွေဖြစ်သွားတဲ့အချိန်မှာ Lavia ကသူပြီးရှေ့ထွက်ရမယ့်အနေအထားရှိတယ်။ဒါဒီပွဲမှာကြည့်လိုက်မယ်ဆိုနှစ်ယောက်လုံးအဝါကတ်သွားထိတာကိုတွေ့ရတယ်။ Fulham နဲ့ပွဲမှာနှစ်ယောက်လုံးကအဝါကတ်သွားထိတယ်။တကယ်အရေးကြီးတဲ့ပွဲတွေမှာဒါမျိုးဖြစ်မယ်။အမားတွေနည်းနည်းများလာမယ်ဆိုရင်ဒီနေရာမှာအထိုင်ချဖို့တခုလိုအပ်သေးတယ်။ Reece James တကယ်ကောင်းခဲ့တယ် Fulham နဲ့ပွဲမှာ Lavia ရဲ့အမားလေးကို cover လုပ်ပေးတယ်။ link to link play လေးတွေလုပ်တယ်။ဒါမျိုးတွေအဆင်ပြေတယ်left wing back ဖြစ်တဲ့ Jordan Hatto နဲ့ဒီ Malo Gusto အကြောင်းကတော့နည်းနည်းလေးပြောမှရမယ် Malo Gusto တော့ကျွန်တော်ကအားမရတာရှိသေးတယ် Malo Gusto ဒီပွဲမှာချပြသွားတဲ့စွမ်းဆောင်ရည်ရဆိုရင်ဒါကအရန်ကြီးသွားပြီးတော့ကောင်းတဲ့စွမ်းဆောင်ရည်မျိုးတော့မဟုတ်သေးဘူး Jordan Hatto ခြေသွမ်းလေးနည်းနည်းကောင်းတယ်တောင်ပံမှာလောက်ကွက်လေးနည်းနည်းထွက်တယ်ဒီလောက်ပဲရှိသေးတယ်အဓိက highlight ကတော့ဒီတိုက်စစ်ကစားသမား3ယောက်ပဲဖြစ်ခဲ့တယ်အဲတသိန်းလုံး overall ခြုံပြောရမယ်ဆိုရင်တဖြည်းဖြည်းချင်းစီပေါ့နော်အမှားသေးသေးလေးတွေ cover up လုပ်เสียရလေးရှိသေးတယ်တယောက်ကမှားသွားတယောက်က foul out သွားတယ်ဆိုရင်နောက်တယောက်ကချက်ချင်းအဲ့အမှားကို cover up လုပ်ပေးပါရမယ်ဒါမျိုးလုပ်ပေးဖို့အတွက်က Reece James တပါရှိတယ်နောက်တန်းကဒီလက်ခွားပေါ့နော်သွားပြီးတော့ကောင်းနေအောင်တွေ့ရတယ်ရှေ့တန်းတိုက်စစ်ကတော့တိတ်ပြီးဘာမှများများဆဆပြောနေစရာကိုမလိုတာပါဒါပေမဲ့ Malo Gusto ကတော့ right wing back အနေနဲ့နည်းနည်းလေးသွားပြီးတော့လွှဲချက်တွေရှိသေးတယ် Jordan Hatto left wing back မှာထားလို့ရတယ်ကောင်းတယ်ဒီပုံစံအတိုင်းထွက်လာမယ်ဆိုရင်ကောင်းတာတွေအများကြီးရှိတယ်ကစားသမားတွေမှာလည်းကျွန်တော်တို့ဒီတခြားကစားသမားတွေအများကြီးရှိသေးတယ်ပေါ့နော် After One Willian တို့ Marco Balestra တို့ဒီလိုမျိုးကစားသမားတွေရှိသေးရဖြစ်တဲ့အတွက်ဒါတွေအားလုံးကိုခြုံငုံပြီးကြည့်မယ်ဆိုတော့ကျွန်တော် Chelsea တင်းရဲ့ resource ကခိုင်ပါတယ် resource ကောင်းတယ်ဒီတော့လာမယ့်ပွဲစဉ်တွေမှာတော့ကျွန်တော် Chelsea တင်းကဘယ်လိုခြေသွမ်းတွေချပြမှာလဲဒါတွေအားလုံးကတော့စိတ်ဝင်စားစရာအဖြစ်တစ်ခုပဲဖြစ်တယ်ကျွန်တော်ကတော့ Premier League တိုက်တယ်ကိုစိန်ခေါ်ခြင်းနောက်တန်းလဲကြည့်လိုက်မှရမယ်ကွင်းလယ်လဲကောင်းမှရမယ်ပေးကိုနဲရမယ်တွင်ကိုများရမယ်ဒါမျိုးတွေမှသွားပြီးတော့ကျွန်တော် Chelsea တင်းက Premier League တိုက်တယ်ကိုစိန်ခေါ်နိုင်မှာဖြစ်တယ်ဒီတစ်ပွဲရဲ့ရလဒ်တွေတော့အများကြီးအရင်ကြီးမျှော်လင့်ထားလို့မရသေးဘူးညီကိုရောဘယ်လိုခံစားရလဲ comment မှာ share များပြီးသားလို့ရပါတယ်စိတ်ပါဝင်သားလို့ဘောလုံးပွဲကောင်းဖောက်စောကသားခြင်းလဲ Sporty Viber Telegram ဖုန်းနံပါတ်3996689885ကိုတက်သွယ်ဆုံးသားလိုက်ပါလို့ပဲပြောချင်ပါတယ်ခင်ဗျာလူမျိုးဆုံးဒီကြည့်သွားပြင်ညီကိုအားလုံးလည်းကျေးဇူးတင်ပါတယ်